နိုင်ငံကိုကာကွယ်တဲ့နေရာမှာတပ်မတော်တစ်ခုတည်းတက်တက်နဲ့စွမ်းနိုင်ပါမလားပြည်သူမပိုင်ရင်ဘလို့စစ်ပွဲမျိုးမှနိုင်အောင်မတိုက်နိုင်ဘူးဆိုတာအင်မတန်အခြေခံကြတဲ့စစ်သဘောတရားကာကြီးခါဝေးဖြစ်ပါတယ်ရတ္တပြည်သူတွေဟာတပ်မတော်သားတွေလို့လာစာရက်ခါယူပြီးနိုင်ငံတော်ကာကွယ်ရေးတာဝန်အချင်းပြည့်မထမ်းကြပေမဲ့အရေးကြုံလာရင်နိုင်ငံအတွက်အသက်ပေးဖို့ဝင်မလေးတဲ့ပြည်သူတန်ပေါင်းများစွာရှိနေပါတယ်တိုင်းချစ်ပြည်ကြီးစက်အရာမှာသူရတတိအရာမှာသူတို့လည်းငါတို့လိုပါပဲလားဒီလိုအတိမပြုတ်နိုင်မှသာပြည်သူနှလုံးသိမ်းကျုံနိုင်မှာဖြစ်ပါတယ်ငါတို့ပဲတိုင်းပြည်ကိုချစ်တယ်ငါတို့ပဲတိုင်းပြည်ကိုကာကွယ်နေတယ်ငါတို့ပဲတိုင်းပြည်ကိုတည်ဆောက်နေတယ်လို့အထင်ရောက်နေသမျှပြည်သူပခုံးပေါ်တက်ထိုင်ဖို့ပဲစဉ်းစားလာပါလိမ့်မယ်အခုတလောလွှတ်တော်ရင်းကြားတဲ့ဆွေးနွေးချက်တွေမှာတပ်မတော်ဟာပြည်သူတွေကပေါက်ဖွာလာတဲ့ပြည်သူတပ်မတော်ဖြစ်တယ်ဆိုတဲ့စကားအင်မတန်မှန်ပါတယ်တပ်မတော်ဟာမိုးပေါ်ကျလာတာလည်းမဟုတ်ဘူးနတ်ဖျားဖန်ဆင်းပေးထားတာလည်းမဟုတ်ဘူးပြည်သူကြားကပေါက်ဖွာလာတာဖြစ်ပါတယ်ပြည်သူနဲ့တသားတည်းဖြစ်ဖို့ဆိုရင်ပြည်သူကအနှင်းလိုခြင်းမရှိတဲ့တာဝန်တွေဝင်မိုးတွေကိုထမ်းဆောင်ဖို့ပါဝင်ဖို့တောင်းဆိုနေမှစားပြည်သူကအနှင်းထားတဲ့တာဝန်ကို professional ကြကြည်ပြုံအောင်ထမ်းဆောင်ဖို့လိုအပ်ပါလိမ့်မယ်တပ်မတော်ရဲ့နိုင်ငံရေးမှာပါဝင်မှုနဲ့ပတ်သက်ရင်အခြေအကျတဲ့ပုံမှန်6ဆလုံးမှာအမျိုးသားနိုင်ငံရေးဥဆောင်မှုခန်းကဏ္ဍဆိုတဲ့စကားရပါတဲ့အတွက်အမျိုးသားနိုင်ငံရေးဆိုတာဘာပါလဲ2008ဖွဲ့စည်းပုံနဲ့ငွေနောက်ရှာပေမဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစုံတရာမတွေ့ရပါဘူးသို့တော့အာဏာ300စလုံးမှာတပ်မတော်ကပါဝင်နေတာကိုတွေ့ရတဲ့အတွက်ဒီအာဏာ300တနည်းအားဖြင့်အာဏာနိုင်ငံရေးမှာတပ်မတော်ရဲ့ပါဝင်မှုကိုပဲ2008ကအမျိုးသားနိုင်ငံရေးလို့ဆိုလိုသလားဒီလိုကောက်ယူရမလို့ရှိပါတယ်ဒီလိုဆိုရင်တပ်မတော်ရဲ့သမိုင်းတစ်လျှောက်နိုင်ငံရေးဆိုင်ရာမူဝါဒဘယ်လိုရှိခဲ့တယ်လဲကျွန်တော်တို့ပြန်ကြည့်ဖို့လိုအပ်လာပါတယ်မြန်မာတပ်တော်ရဲ့ဖခင် BIA စစ်တေနာပတိဗိုလ်ချုပ်ဗိုလ်တေဇက1304ခုနေုံလားစုရှိရက်နဲ့ရက်စွဲနဲ့အမိန့်တစ်ခုထုတ်ပြန်ထားတာတွေ့ရပါတယ်ဗမာလွတ်လပ်ရေးတပ်မတော်သည်အုပ်ချုပ်ရေးနိုင်ငံရေးနဲ့ပတ်သက်၍အလင်းဆွတ်ဖက်ခြင်းပြုလိမ့်မည်မဟုတ်ဗမာလွတ်လပ်ရေးတပ်မတော်ဗိုလ်များနှင့်တပ်သားများသည်ပါတီနိုင်ငံရေးအုပ်ချုပ်ရေးကိစ္စများနှင့်ပတ်သက်၍ပါဝင်ဆွတ်ဖက်ခြင်းအလင်းမရှိစေရပါဝင်ဆွတ်ဖက်သောတပ်သားနှင့်တပ်ဗိုလ်အားကြက်တီးစွာအပြစ်ပေးလိမ့်မည်ဖြစ်ကြောင်းဒါဟာမူလမြန်မာတပ်မတော်ရဲ့နိုင်ငံရေးဆိုင်ရာမူဝါဒဖြစ်ပါတယ်ဒီမူဝါဒဘာကြောင့်ထားရှိရတာလဲစံခိုက်တော့အင်္ဂလိပ်လိုပြောရင် standard army ဆိုတာဘယ်တော့မှနိုင်ငံရေးအုပ်ချုပ်ရေးမှာပါဝင်ပတ်သက်လိမ့်မရှိပါဘူးဒါကြောင့်လေဂျပန်မှာစစ်ပညာသင်ခြင်းကရဲဘော်၃ကျိတ်ဝင်သခင်ထွန်းအုပ်ကိုစစ်ပြီးတဲ့အခါအုပ်ချုပ်ရေးတာဝန်ယူနိုင်မှုသူ့ကိုစစ်ပညာမသင်စေပဲအုပ်ချုပ်ရေးပညာသီးသန့်သင်ယူစေခဲ့တာကိုတွေ့နိုင်ပါတယ်တပ်မတော်ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဒီပင်လင်အရက်သားနိုင်ငံရေးတာဝန်ဥဆောင်မှုပေးဖို့လိုအပ်လာတဲ့အချိန်မှာသူကိုယ်တိုင်စစ်တင်တာပတိယာဒူးကိုစွန့်လွတ်သွားခဲ့တဲ့ရှေ့သွားနမူနာလည်းရှိပါတယ်ဘယ်အချိန်မှာတပ်မတော်ဟာနိုင်ငံရေးမှာစတင်ပတ်သက်လာခဲ့တယ်လဲ1958 1960မှာတစ်ကြိမ်1962 1988မှာတစ်ကြိမ်1988 2010ခုနှစ်မှာတစ်ကြိမ်နိုင်ငံရေးမှာပါဝင်လာတာကိုတွေ့ရပါတယ်ဒီ၃ကြိမ်စလုံးဟာတပ်မတော်ကနိုင်ငံတော်အာဏာရယူထားတဲ့ကာလများဖြစ်ပါတယ်ဒီနေရာမှာတပ်မတော်အာဏာသိမ်းတာမှန်ခြင်းမှားခြင်းဆွေးနွေးဖို့မရည်ရွယ်ပါဘူးအာဏာသိမ်းခေတ်သို့မဟုတ်တပါတီခေတ်မှာတပ်မတော်နိုင်ငံရေးမှာပါတာသဘာဝကျသလိုလိုရှိပေမဲ့ဒီမိုကရေစီခေတ်မှာဆက်ပြီးပါဝင်နေဦးမယ်ဆိုတာကသဘာဝကျမကျအကြောင်းယုတ်တိရှိမရှိရှင်းကျင်နိုင်ကြဖို့ဖြစ်ပါတယ်မြန်မာနိုင်ငံဆိုရင်တပါတီအာဏာရှင်စနစ်ဖျက်သိမ်းပြီးတော့တဘုံစီနိုင်ငံထူထောင်မှုဆိုတာရှစ်လေးလုံးလူထုရေးတော်ပုံကြီးရဲ့သမိုင်းဝင်ပိုင်းဖြတ်ချက်ဖြစ်ပါတယ်တပ်မတော်ကိုယ်တိုင်ဒီပင်ဒီလူထုသဘောထားကိုနာယူပြီးဒီမိုကရေစီဖော်ဆောင်မှမယ်ဆိုတဲ့ဂတိကဝတ်နဲ့1988မှာနိုင်ငံတော်အာဏာရယူခဲ့တာဖြစ်ပါတယ်ဒီကနေ့အချိန်ဟာဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ကာလပဲရှိသေးတာကြောင့်နိုင်ငံရေးမှာဆက်ပြီးတော့ပါဝင်ခြင်းသေးသဘဆိုရင်လဲ
ပြည်သူဆန္ဒနဲ့ညီကာလအကန့်အသတ်ပမာဏအကန့်အသတ်နဲ့သာပါဝင်သင့်ပါတယ်ဒီမိုကရေစီနုနယ်လို့ဆက်ပြီးတော့ထိန်းချောင်းပါဝင်နေရအောင်မယ်ဆိုတဲ့စကားကအနာနဲ့ဆေးလွဲနေပါတယ်ဒီမိုကရေစီရင့်တန်စေခြင်းရင်ရွေးကောက်ခံကိုယ်စားလှယ်တွေဟာအဆုံးဖြတ်ကြတဲ့နေရာကိုရောက်လာဖို့လိုအပ်ပါတယ်ဒါကြောင့်ဦးထွန်းနှောရင်နဲ့ပြည်သူရွေးချယ်ခံကိုယ်စားလှယ်352ဦးတင်သွင်းထားတဲ့ပုံမှန်6ဆလုံးပုံမှန်14ပုံမှန်19ဟာခွေအစရှိတဲ့ပြင်ဆင်ချက်များကိုလေးနဲ့စွာထောက်ခံပါကြောင်းဆွေးနွေးရင်းညီအုပ်ချုပ်